အားလုံးပဲမင်္ဂလာပါတီချင်စီပါဒီနေ့မှာတော့ Fan for Starters Unit 2 Numbers ဆိုတဲ့ title လေးကိုဘယ်လို step by step သင်ကြားရမလဲဆိုတာကိုမျှပြီးမှာဖြစ်ပါရဲ့ရှင်သင်ခန်းစာကိုမစသင်ခင်မှာကလေးတွေကို number 1 to 20 ကိုဒီ slide လေးကိုသုံးပြီးတော့မှပြန်ပြီးတော့ practice လုပ်ပြရမှာဖြစ်ပါရဲ့ရှင်Section A မှာဆိုရင်တော့ look at the words and write the numbers on the lines ကလေးတွေကိုပေါ့နော်စကားလုံးတွေကိုကြည့်ပြီးတော့မှနံပါတ်လေးတွေကိုမြင်းကြောင်းမှာလိုက်ပြီးတော့ခေဆွဲခိုင်းရမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ပေါ့နော်ဆရာကနေပြီးတော့ပြန်ပြီးတော့အဖြေမှန်ကန်မှုရှိမရှိပြန်စစ်ပေးရမှာဖြစ်ပါတယ်Section B မှာဆိုရင်တော့ look at the picture what can you see in the picture ပေါ့နော် picture ကိုကြည့်ခိုင်းပြီးတော့မှ picture ထဲမှာဘာတွေတွေ့လဲဆိုတာကလေးကိုမေးမယ် maybe you know look at the examiner and its line ပေါ့နော်examiner ကိုကြည့်ပြီးတော့မှမြင်းကြောင်းပေါ်မှာဘာရေးထားလဲဆိုပြီးတော့ကလေးတွေကိုမေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ look at the words and lines and write the word for number 1 to 5ပေါ့နော်ကလေးတွေကိုစကားလုံးတွေကိုကြည့်ပြီးတော့မှမြင်းကြောင်းပေါ်မှာအဖြေမှန်ကိုnumber 1 to 5မှာရေးပေးရမှာဖြစ်ပါရဲ့ရှင်ပြီးရင်တော့ point to the line from 6 in the picture ထဲမှာရှိတဲ့ number 6ကိုထောက်ပြပြီးတော့မှ what is ဘာလဲဆိုပြီးတော့ကလေးတွေမေးမယ် the student answer is football ကလေးတွေက football လို့ဖြစ်မယ် please write down on the number 6 line ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ကလေးတွေကိုအဖြေမှန်ကို number 6 line ပေါ်မှာပြန်ပြီးတော့ရေးချခိုင်းရမှာဖြစ်ပါတယ်ရှင် question number 1 to 6 ထိပြီးသွားရင်တော့ဒီ chair ကနေပြီးတော့အဖြေမှန်ကန်မှုရှိမရှိစာလုံးမမှန်ကန်မှုရှိမရှိပြန်ပြီးတော့စစ်ပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ teacher တို့ကဒီ slide လေးကိုသုံးပြီးတော့မှ preposition word တွေကိုပြန်ပြီးတော့ revise လုပ်ပြရမှာဖြစ်ပါတယ် preposition word တွေကို revise လုပ်ပြီးနောက်မှာတော့ preposition word တွေကမှ on ရဲ့အသုံးပြုပုံလေးကိုရှင်းပြပြီးတော့မှပေါ့နော် picture B ကိုကြည့်ခိုင်းပြီးတော့မှ preposition on ကိုအဓိကအသားပေးထားတယ် yes no မေးခွန်းဒီမေးခွန်းတွေကိုသုံးပြီးတော့မှပြန်ပြီးတော့မှကလေးတွေကိုလေ့ကျင့်ပေးနိုင်ပါတယ်Section C မှာဆိုရင်တော့ပေါ့နော် picture B ကိုကြည့်ပြီးတော့မှ how many cars are there in the picture ထဲမှာကားဘယ်နှစီးရှိလဲ how many books can you see in the picture ပေါ့နော် picture ထဲမှာစာအုပ်ဘယ်နှအုပ်ရှိလဲ how many apples are there in the picture ထဲမှာပန်းသီးဘယ်နှလုံးလောင်းရှိလဲ how many socks are there in the picture ထဲမှာပေါ့နော်ခြေစွပ်ဘယ်နှခုရှိလဲဆိုပြီးတော့ကလေးတွေကိုအရင်ဦးဆုံးမေးခွန်းလေးတွေမေးပြီးတော့မှ section C မှာရှိတဲ့မေးခွန်း3ခုကို write only number ပေါ့နော် number ဒီရေးခိုင်းမှာပဲဖြစ်ပါရဲ့ရှင် section D ကိုမစတင်ခင်မှာတော့ပေါ့နော်ကလေးတွေကိုဒီမေးခွန်း9ခုကိုအသုံးပြုပြီးတော့မှသူတို့ရဲ့အကြောင်းတွေကိုမေးမြန်းရမှာပဲဖြစ်ပါရဲ့ပြီးလို့ရှိရင်တော့ how many answer a name ပေါ့နော်နာမည်ဘယ်နှခုမေးထားလဲမေးခွန်းဘယ်နှခုမှာနာမည်တွေကိုမေးထားရလဲကလေးတွေကတော့3ခုလို့ဖြေကြမှာပေါ့နော် how many answer a number အရေးအတွက်နဲ့ပတ်သက်ပြီးတော့ရောအမေကုန်းပဲတစ်ခုမေးထားလဲဆိုရင်ကလေးတွေကတော့4ခုလို့ဖြေကြမှာပေါ့နော်ပြီးလို့ရှိရင်တော့ဒီ share က session C ရဲ့ listening ကိုနှစ်ခေါက်ဖွင့်ပြပြီးတော့မှကလေးတွေကိုquestion number 1 to 5ကိုဖြေခိုင်းလို့ရပါပြီပြီးရင်တော့ဒီ share ကပြန်ပြီးတော့အဖြေမှန်ကန်မှုရှိမရှိစစ်ဆေးပေးရမှာပဲဖြစ်ပါရဲ့ရှင် in session E Listen and draw a line between the letter and number ပေါ့နော် Section E မှာဆိုရင်တော့ listen to the teacher ဆရာပြောတာကိုနားထောင်ပြီးတော့မှကလေးတွေက letter တွေနဲ့ number တွေကိုမြင်းချောင်းဆက်ပေးရမှာပဲဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်တော့ which animal can you see in the picture ထဲမှာဘာတိရစ္ဆာန်လေးတွေ့လဲဆိုတာကိုကလေးတွေကိုမေးပြရမှာပဲဖြစ်ပါတယ်ရှင် In section F Now color the picture Section F မှာဆိုရင်တော့ကလေးတွေကပေးထားတဲ့စာကြောင်းကိုဖတ်ပြီးတော့မှpicture ကိုရောင်ချယ်ပေးရမှာဖြစ်ပါတယ်ရှင် Sheet F မှာပေးထားတဲ့ instruction တွေအတိုင်းကလေးတွေကရောင်ချယ်ပေးတဲ့အခါမှာတော့ choose the other color for the flowers The giraffe eye and background body color if they want to သူတို့ဆန္ဒရှိမယ်ဆိုရင်giraffe ရဲ့ခန္ဓာကိုယ်အယောင်တွေမျက်လုံးတွေပန်းတွေကိုနှိုးနှစ်သက်ရအယောင်တွေကိုချဲခိုင်းလို့ရပါတယ်ရောင်ချယ်ပြီးတဲ့အခါမှာတော့ what color is the sun What color are the flowers What color is the giraffe body စတဲ့မေးခွန်းအနေနဲ့ကလေးတွေကိုသူတို့ကိုပြန်ပြီးတော့မေးခွန်းလေးတွေပြန်မေးရပါတယ်ရှင်Section F မှာဆိုရင်တော့နော် play number game တွေကိုစော့ပေးရမှာဖြစ်ပါတယ်ဒီ slide တွေမှာဖော်ပြထားတဲ့ number game တွေအပြင်ပေါ့နော် teacher တို့နှစ်သက်ရ number games တွေကိုရွေးချယ်ပြီးတော့လည်းအသုံးပြုလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ပြောစရာကောင်းတဲ့နေ့တစ်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ